မင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြသွားခြင်းတဲ့အကြောင်းအရာလေးကတော့အင်ချမ်မီရောင်းဝယ်ခုလုပ်တဲ့အခါစေရန်မချခင်ဘာတွေလှုပ်ဆောင်သင့်လဲဆိုတဲ့အကြောင်းအရာပြောင်းပြီးတော့မှာဖြစ်ပါတယ်စေရန်ချတယ်ဆိုတာအရောင်းဝယ်ခုမှာအရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်တာကြောင့်စေရန်မချခင်လှုပ်ဆောင်တဲ့အချက်တွေကိုပြောပြပေးတော့ပါပါဒီဥဆုံးရောင်းဝယ်တစ်ခုမှာဈေးစကားမျိုးလို့ဈေးညံလို့အဆင်ပြေသွားပြီဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ကစေရန်မချခင်အရောင်းဝယ်ပြုတ်တဲ့မြေခွဲရဲ့စာရွက်စာတမ်းကိုရင်ဆုံးကြည့်သင့်ပါတယ်ပြီးတော့လည်းသူတို့ဒီစာရွက်စာတမ်းမူရင်းတွေမှန်ကန်မှုရှိမရှိအဆက်ဆက်စာရွက်စာတမ်းတွေမှန်ကန်မှုရှိမရှိထပ်ပြီးတော့စစ်ဆေးဖို့လိုပါတယ်နောက်တစ်ခုကတော့ကိုယ်ဝယ်ယူတဲ့မြေခွဲနဲ့ဒီကိုယ်ရောင်းလိုက်တဲ့မြေခွဲနဲ့ကမြေပြင်မှာထပ်တူကြနေဖို့လိုပါတယ်ဒီခါတခါကျကျွန်တော်တို့ကမြေခွဲကလမ်းပါနဲ့ဆိုပြီးဝယ်လိုက်တယ်ဒါပေမဲ့မြေခွဲတွေကရှင်းတော့မယ်ပြီးတော့ကိုယ်ဝယ်ယူတဲ့မြေခွဲကအနောက်ကမြေခွဲဖြစ်သွားတာတော့စားတဲ့ကိစ္စမျိုးတွေရတယ်ကျွန်တော်တို့တော်တော်များများတွေ့ကြုံလာဦးပါတယ်နောက်တစ်ချက်အနေနဲ့ကကိုယ်ဝယ်ယူထားတဲ့အချိန်မှာကိုသိထားတဲ့မြေခွက်ပေခြင်းနဲ့ကိုယ်ရောင်းတဲ့စာရွက်မှာပါတဲ့မြေခွက်ပေခြင်းမြေပြင်မှာရှိတဲ့မြေခွက်ပေခြင်းကထပ်တူကြတယ်ကိုလိုပါတယ်ဒီခါကျတော့စာရွက်ထဲမှာက40-60 square feet 2400ဆိုပြီးတော့ပါတယ်ကျွန်တော်တို့က955 acre ဆိုပြီးပါပေမဲ့မြေပြင်မှာကပေရော့တာတွေပေမပြည့်တာတွေစတဲ့အချက်လက်တွေကဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ဒီလိုအချက်တွေမဖြစ်အောင်ကိုပထမဆုံးဒီစီယမ်ချောက်မှာဒီမြေတိုင်းတဲ့ကိစ္စမျိုးတွေလည်းဆောင်ရွက်တင်ပါတယ်နောက်ပြီးတော့အစာချုပ်ကိုလည်းသိချသွားချုပ်ဆိုဖို့လိုပါတယ်ဒီကျွန်တော်တို့စေရမချခင်မှာပေါ့ရောင်းသူဝယ်သူနှုံးနှစ်ဖက်ညှိနှိုင်းထားတဲ့အချက်အလက်အကုန်လုံးကိုကျွန်တော်စာချုပ်ထဲမှာထည့်သွင်းသွားဖို့လိုပါတယ်အဲ့ဒါတွေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနောက်ရက်တွေမှာသတင်းစာတွေမှာဒီအရောင်းဝယ်ကိုကန့်ကွက်နိုင်ပါကြောင်းစာတဲ့အချက်လက်တွေတင်ကြပါဘုပြောတဲ့အချက်လက်တွေအကုန်လုံးကစေရမချခင်မှာကြိုတင်လုံးဆောင်တဲ့အချက်လက်တွေဖြစ်တာကြောင့်ကျွန်တော်တို့ဒီအရေးကြီးတဲ့အစိပ်ပိုင်းကိုလှုပ်ဆောင်လုပ်ပဲဆိုလို့ရှိရင်နားလေတက်ကြတဲ့အကျိုးဆောင်လေးရှိနေတဲ့တိုင်းမဆွေးနွေးပြီးတော့မှလှုပ်ဆောင်လာမှာပို့ပြီးတော့ကောင်းပါတယ်